အမြင့်ဆုံးနေရာမှာအကောင်းဆုံး luxury facility ကိုခံစားနိုင်မဲ့ Noble Farm 3 လုံး Noble Farm 3 လုံးကွန်ဒိုကပတ်ချာဘူရီနဲ့စကွန်ဘက်လန်ကိုဆက်သွယ်ထားတဲ့3လုံးလမ်းမကြီးမှာတရှိပါတယ်။3လုံးလမ်းမကြီးဆိုတာစားတောက်ဆိုင်ဘာကဖေးဆိုင်တွေအများပြားရှိပြီးအမြဲလူမပြည့်စည်ကားနေတဲ့ပတ်ဝန်းကျင်တစ်ခုပဲဖြစ်ပါတယ်။အနီးနားမှာဆိုရင်နာမည်ကြီးဆေးရုံတွေ International School တွေ Shopping Mall တွေရှိတဲ့အတွက်ကျန်းမာရေးပညာရေးနေထိုင်ရေးအားလုံးအတွက်အဆင်ပြေစေမှာဖြစ်ပါတယ်။ Noble Farm 3 လုံးမှာပါဝင်တဲ့ main facility တွေကတော့ Art Deco Lobby, The Lounge and the Library, Momba, Rec Room, Sky Auditorium, Cloud Gym နဲ့ Sky Lagoon တို့ပဲဖြစ်ပါတယ်။အခန်းမျိုးစားတွေကတော့ 1 bedroom 31.77 square meter, 2 bedroom 63.55 square meter ဆိုပြီးနှစ်မျိုးရွေးချယ်နိုင်ပါတယ်။ Farm 3 လုံးကွန်ဒိုကအချက်ချာကြတဲ့နေရာမှာရှိပြီးပေးရတဲ့ဈေးနဲ့တန်နေရကြောင်းလူစိတ်ဝင်စားမှုများတဲ့ကွန်ဒိုတစ်ခုဖြစ်ပါတယ်။ဆေးရုံကျောင်း shopping mall တွေအနီးမှာရှိတဲ့အတွက်ကိုယ်တိုင်နေမဲ့သူအတွက်ရောအငှားပြန်နေမဲ့သူအတွက်ရောရွေးချယ်ဖို့သင့်တော်ပါတယ်။အခုချိန်မှာဝင်မယ်ဆိုရင် unit အနေငယ်သာကျန်တော့တာဖြစ်တဲ့အတွက်အမြန်လက်ဦးထားမှစိတ်ချရပါမယ်။လူကြီးမင်းတို့အနေနဲ့ Noble Farm 3 လုံးကွန်ဒိုကိုစိတ်ဝင်စားလို့အခန်းကြည့်နေဆိုရင်အခုပဲ Sky Asset ကိုဆက်သွယ်နိုင်ပါတယ်။